တပ်ပေါင်းစုလုပ်ကြတယ်တဲ့ပြောမှဆိုရင်တော့ရွရွန်းသွားတဲ့အချိန်တွေတစ်ခုမှာအားသေးဖို့အချင်းချင်းပြည့်ပြီးလက်ဆက်ကြတာပဲရှိတယ်အဲ့ဒီမှာမူပါရှိလဲမေးတော့တဲ့တယ်ပဲဘာမှမရှိဘူးကျွန်တော်မေးတယ်လုပ်ငန်းစဉ်မှာလဲဘာလုပ်ငန်းစဉ်တွေရှိမလဲဆိုတော့လဲဘာမှမရရတယ်ဘူးလက်တလောတော့ကျွန်တော်မျှော်လင့်ချက်ကြီးကြီးမားမားမရှိပါဘူးဘလို့တဲ့တော့စုဖွဲ့ထားတဲ့အနေအထားလောက်ပါပဲဆိုတာမျိုးသူတို့တွေကဒါအကြီးကဲကိုယ်တိုင်ပြောတယ်ကျွန်တော်တို့ဒီအလွတ်သဘောဆွေးနွေးတဲ့အချိန်မှာရောအဲ့ဒီမှာအစားရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဆိုဆွေးနွေးမှုကအစားရင်းအကြီးကဲတွေ BNI ကိုမဖြစ်မနေပါအကြောင်းလာပြီးတော့အကြီးကဲတွေပေါ့နော်အကြီးကဲဆိုတာတပ်ဖွဲ့အဲ့ဒီမှာပါတဲ့တပ်ဖွဲ့ဝင်အနေနဲ့အကြီးကဲတွေပေါ့ BNI ကိုလည်းပါသေးခြင်းနဲ့အကြောင်းကိုကျွန်တော်တို့ဗီဒီလေးလုပ်ပြီးဆွေးနွေးကြတဲ့နေ့မှာကိုဆောင်ကားက SRA နဲ့ပတ်သက်ပြီးမိတ်ဆက်တယ်မိတ်ဆက်တဲ့အချိန်မှာ NUG ကရှင်းပြောရင်ပြက်ပြီဗျာသူပြောတာနော် NUG ကအစမပြေတော့ဘူးသူရဲ့လင်ငယ်စီလုပ်ငန်းစဉ်လည်းမဟုတ်တော့ဘူးပေါ့အဲ့တော့ကျွန်တော်တို့က SRA ကိုဖွဲ့တယ်ပေါ့ဗျာလိုရင်းပြောရင်အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တဲ့ပဲပြောလိုက်တယ်အေးစစ်တော့အေးစစ်ပါပဲကိုဆောင်ကားလို့ကိုဆောင်ကား NUG နဲ့ပတ်သက်တဲ့ဒီစကားတွေကိုဒီနေ့မှပြောတာမဟုတ်ဘူးနော်လို့ကိုဆောင်ကားမှတ်မိပါလို့ကျွန်တော်တို့ BNI ဆိုပြီးတော့ပညာပြီးတဲ့အဲ့ဒီပညာတဲ့အချိန်ပတ်ဝန်းကျင်တွေမှာကိုဆောင်ရဲ့ကျွန်တော်ရဲ့ YDF ကုမ္ပဏီတူရဲ့ BNI YDF ဆိုပြီးတော့ညီနောင်သုံးပေါ်ဖွဲ့မယ်ဆိုပြီးကျွန်တော်တို့ group လုပ်ကြတယ်အဲ့ဒီ group ထဲမှာလည်း NUG နဲ့ပတ်သက်လို့ဒီကနေ့ကိုဆောင်ပြောတဲ့စကားတွေအဲ့ဒီမှာလည်းကိုဆောင်ပြောခဲ့တာပြောပြီးတော့ NUG နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြတယ်ဗျာလို့NUG ရဲ့လာတယ်ရှင်းပြောရင်များတော့အရက်လို့ပြောမယ်ဆိုကျွန်တော်တို့အတင်းပြောကြတယ်ပေါ့လို့ NUG နဲ့ပတ်သက်ပြီးအတင်းပြောကြတယ်ကိုယ့်ရဲ့လုပ်ငန်းစဉ်တွေနဲ့ကိုဘယ်လိုသွားမယ်ဆိုတဲ့ရှေ့လုပ်ငန်းစဉ်တွေမျိုးလည်းအဲ့ဒီမှာပုံမှန်လည်းဆွေးနွေးကြတယ်ဆွေးနွေးပြီးတဲ့အချိန်မှာကိုဆောင်ကပေါ်မလာတော့ဘူးအဲ့ဒီ group ထဲမှာဆွေးနွေးလို့လည်းစုံရကိုဆောင်ကပေါ်မလာတော့ဘူးမေးတော့လည်းမအားလို့နောက်တော့ကိုကြီးမွန်ပကုံးကြီးဖတ်ထွက်လာတော့ကျွန်တော်ကအသေးကွဲပြီးပေါ့ဗျာအဲ့ဒီအချိန်မှာ NUG ကလည်းကျွန်တော်တို့ကိုရင်းတဲ့ပုံပြီးထိုးနေလာကိုဆောင်ကဘာဖြစ်လို့ကျွန်တော်တို့ဒီဟာကိုမလုပ်တာလဲဆိုတော့ကျွန်တော်ပြီးတော့လဲကိုဆောင်ကကိုယ်တိုင်ပဲ BNI က NUG နဲ့အဆင်မပြေလို့ကျွန်တော်တို့လက်တွဲလုပ်လို့မရဘူးလို့ကိုဆောင်ကပြောတာအစကတည်းကအဆင်မပြေတာလေဗျာအစကတည်းကအဆင်မပြေလို့မှဒီကျွန်တော်တို့ကညီနောင်သုံးပေါ်ပွဲဖို့လုပ်ကြတာအဲ့လိုပြောတော့ကျွန်တော်ဘိုးအသေးကွဲတာပေါ့လို့ဒါပေမဲ့ကျွန်တော်အသေးနှစ်ချိန်ကွဲဦးတယ်လို့အချိန်ကကိုစိုးဝန်းဆွေနေလို့ NUG ကအဲ့ဒီလိုပဲအဆင်မပြေလို့ကျွန်တော်တို့စီးရေးနိုင်ငံရေး platform တစ်ခုညာသားတွေပါနိုင်အောင်လုပ်ကြမယ်ဆိုပြီးတော့ကျွန်တော်နဲ့တွေ့တယ်နှစ်ယောက်သားဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီးတော့ကောင်တယ်စပေါ်မယ်ဆိုပြီး2022ရက်4လပိုင်းမှာကျွန်တော်ဆုံးဖြတ်ချပြီးတော့လုပ်ကြတယ်လို့ရင်းပြောရရင်စုမိလာတဲ့အခါကျတော့ဘိုးစိုးဝဲဆွေကိုယ်တိုင်ပဲပြောတာပဲလို့ဘိုးငကားက NUG နဲ့စင်မပြေတော့ကျနည်းနည်းလေးငုတ်ပေးနေပါအောင်လို့ပြောတော့ကျွန်တော် group တွေကနေရှောင်နေရတယ်လို့ group တွေကနေကိုစိုးဝဲဆွေကိုယ်တိုင်ပဲ group တွေကနေပြီးတော့ထုတ်လိုက်တာလို့ဒါပေမဲ့ပြောပြီးထုတ်တာပါအဲ့ဒီမှာရတယ်ကျွန်တော်ကရိုးရိုးသားသားပဲလက်ခံတယ်စကိုင်းဘူတံပထမအစည်းအဝေးမှာအတွန်းတိုင်များလာတော့လဲကျွန်တော် public မှာ interview ရောပေါ့ live ရောတက်ပြီးတော့ရင်ဆိုင်နဲ့ပြင်ရှင်းနေတာလိုအပ်တဲ့အကြောင်းနောက်တော့တော်တော်လေးအောင်မြင်လာတော့ဒုတိယအချိန်ကျတော့လုံးဝကျွန်တော်စည်းဝေးလောက်တာကိုတောင်မှရောက်တာဝန်အကြီးဆုံး5ယောက်ကိုကြည့်လိုက်တော့ကျွန်တော်ကိုတိုက်ခိုက်နေတဲ့ကောင်တွေတောင်ပါတာပဲအဲ့ဒီကလေးကျွန်တော်တော်ပေါ်ပေါက်ပြီးအပြင်မှာဘာတွေပဲပြောနေစကိုင်းဘူတံကNUG ရဲ့လက်တံဆိုတာကျွန်တော်သဘောပေါက်သွားတယ်လူရင်းပြောရင်ကျွန်တော်စစ်တပ်ဘာပြောကျွန်တော်ဂီးမဆိုင်ဘူးဗျာ NUG လည်းကျွန်တော်ကောင်းနေမရှိဘူးဒါပေမဲ့ဒေါ်လာရင်းညီကိုတွေကြာရင်ကျွန်တော်ချစ်ခင်တဲ့လေးသားတဲ့ခါဒီလက်ချစ်တယ်လို့အဲ့ထဲမှာကျွန်တော်အချစ်ရဆုံးလူတွေထဲမှာအချစ်ရဆုံးဆိုတာတွေ့ပြီးစကားပြောတဲ့အချိန်မှာစိတ်ဓာတ်တွေခံယူချက်တွေပြောဆိုမှုတွေကျွန်တော်မြင်ရသလောက်နဲ့ကျွန်တော်ချစ်မိခဲ့တာပေါ့ဗျာအဲ့ဒီမှာကိုစိုးဝင်းဆွေပါတယ်ကိုဆောင်ကပါတယ်အဲ့ဒီနှစ်ယောက်ကပြီးတော့ကျွန်တော်ဒီလိုမျိုး NUG နဲ့အဆင်မပြေလို့ဆိုပြီးတော့ပေါ်တင်ဒီလိုမျိုးလုပ်သွားတာကျွန်တော်အသေးနှစ်ချိန်ကွဲဘူးတော့ဒီနောက်မှာကျွန်တော်လူပြိုကြီးနေတော့တာလို့ဒါပေမဲ့ခုဒီမှာကျွန်တော်တို့SRA မှာပါခြင်းနဲ့SRA ပေါ်လာတာကိုလည်းသဘောကျတယ်ဒီတပ်ပေါင်းစုရှိရမယ်ဆိုပြီးတော့ကျွန်တော်2022ကတည်းကပြောခဲ့တာကျွန်တော်ကိုယ်တိုင်လည်းဒါစ조사ခဲ့တယ်လုပ်ခဲ့တယ်နော်ဘောင်းကားတို့ကိုယ်တိုင်လည်းအသိပဲဒါပေမဲ့ကျွန်တော်တို့မအောင်မြင်ခဲ့ဘူးခုအောင်မြင်အောင်လုပ်ကြမယ်ဆိုလို့ရှိရင် NUG နဲ့ပတ်သက်လို့ဒီလိုမြင်တယ်ဒီတပ်ပေါင်းစုကိုဒီလိုမှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ကျွန်တော်ကသဘောကျတယ်လို့လောလောဆယ်တော့ကျွန်တော်
မပါခြင်းသေးဘူးလို့မပါခြင်းသေးဘူးဆိုတာကျွန်တော်မှာတက်လုပ်ငန်းစဉ်ရဲ့ဒေတာတွန်းလုပ်ငန်းစဉ်ရဲ့အဲ့လုပ်ငန်းစဉ်တစ်ခုကမပြတ်သေးဘူးတက်တွန်းလုပ်ငန်းစဉ်နဲ့ဒေတာတွန်းလုပ်ငန်းစဉ်ကိုခုရပိုင်းမှာလုပ်နေတဲ့ဘုံမှန်တိဆောက်နေတဲ့အပိုင်းရှိတယ်အဲ့ဒီနှစ်ခုပြတ်သွားပြီ3လလောက်တော့အချိန်ယူရမှထင်တယ်လို့ဒေတာလုပ်ငန်းစဉ်နဲ့တက်လုပ်ငန်းစဉ်အဲ့ဒီနှစ်ခုပြတ်သွားပြီဆိုရင် SRA မှာလည်းခုနပြောလို့ကျွန်တော်တို့ပါလာလို့ NUG ကလက်မခံနိုင်ဘူး NUG လက်မခံနိုင်လို့ကျွန်တော်တို့အဆင်မပြေဘူးဆိုတဲ့အနေအထားမျိုးမရှိတော့ဘူးဆိုတဲ့အခြေအနေကြရင်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ဖို့ဖြစ်လာနိုင်ပါတယ်လို့ဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုရင်တဲ့ပြောတာနော်လို့ကျွန်တော်တို့ရှေ့မှာကြုံခဲ့ဘူးလို့ခဲမှန်မှုတဲ့စာလို့ပဲအစတော့ NUG အဆင်မပြေလို့ဆိုပြီးတော့ကျွန်တော်တို့ခေါ်သုံးနေပြီးတော့NUG နဲ့ကျွန်တော်တို့နဲ့အဆင်မပြေလို့ဆိုပြီးကျွန်တော်တို့ကိုပဲထုတ်တယ်လို့ SRA မှာအဲ့လိုမျိုးဖြစ်လောက်တော့ဘူး NUG ရဲ့အတွန်းတိုက်ကိုခံနိုင်ပြီဆိုတာသိကြရင်အဲ့ဒီကြတော့ကျွန်တော်တို့လည်းလုပ်ငန်းစဉ်ပြတ်တဲ့အချိန်တွေကျွန်တော်တို့တသားလည်းဖြစ်ဖို့ရှိပါတယ်လို့ပြီးတော့ခုကြားထဲမှာလည်းပူပေါင်းဆောင်ရွက်မယ်ဆိုတာတဲ့ကိုကျွန်တော်ပြောလိုက်တယ် SRA ကဘာတာဝန်ပေးပြီတာဝန်ပေးတယ်ဆိုတဲ့စကားလုံးကိုသုံးလိုက်တာကျွန်တော်တို့ area ကျွန်တော်တို့အင်အားနဲ့ကျွန်တော်တို့လက်လန်းမီတဲ့လောက်လုံနိုင်မဲ့တာဝန်ရှိကျွန်တော်တို့ကိုပေးပါကျွန်တော်တို့ခံယူမယ်အဲကျွန်တော်ကြိုးစားပေးပါမယ်ဆိုတဲ့စကားပြောလိုက်တယ်